တဘာဝတရားကြီးကပုံမထူးဆန်းလာကြောင်းသက်သေပြနေခဲ့တဲ့အရာများဥမာအဖြစ်တော့တင်ကြီးငတ်ကိုကြည့်မယ်ဆိုရင်တော့မပြန်တန်းနိုင်တဲ့တင်ကြီးငတ်ကကဘာပေါ်မှာကျွန်းနဲ့ကျွန်းပေါ်မှာပဲရှင်သန်ကြပါလိကဘာပေါ်မှာတင်ကြီးငတ်မျိုးစိတ်20ခုရှိကြပြီးတော့ဒီမျိုးစားတစ်ခုလည်းပဲမပြန်တန်းနိုင်တာပါတင်ကြီးငတ်ချင်းရှင်ကြည့်ရင်တော့မပြန်တန်းနိုင်တဲ့တင်ကြီးငတ်ရဲ့တောင်ပန်တွေကပို့ပြီးတော့သေးငယ်ပြီးတော့ပင်ကွင်းတွေလိုဖြစ်နေပါလိတောင်ပန်ဆိုတာကသူတို့အတွက်တော့အပိုးပါပဲဘာကြောင့်လဲဆိုတော့ကျွန်းပေါ်မှာတင်ကြီးကိုလိုက်ဖမ်းတဲ့သားရဲမရှိတဲ့အခါတင်ကြီးငတ်ကလည်းပြန်ပြေးစရာအတောင်ပန်မလိုအပ်တော့ပါဘူးအဲဒီစားမပြန်တန်းနိုင်တဲ့တင်ကြီးငတ်တွေကရေကူးကျွမ်းကျင်ကြပြီးတော့ငါးနဲ့ရင်းနေတဲ့တော်တွေကိုအမဲလိုက်နိုင်ကြပါလိဒီငါးကတော့စိုက်ကလုတ်ငမန်းမှာသူ့ကိုမက္ကဆီကိုကမ်းခြေဒေသမှာဖမ်းမိခဲ့တာဖြစ်ပြီးတော့မျက်လုံးတစ်လုံးနဲ့ခယူသင်းဆွဲနေတဲ့ငမန်းတစ်ကောင်ဖြစ်ပါလိဒီလိုမျိုးငါးကိုဖမ်းမိဖို့ဆိုတာကရှားပါဖြစ်စင်ပါရုပ်ဆိုးငါးကတော့ကမ္ဘာရုပ်ဆိုးဆုံးငါးမျိုးဖြစ်ပြီးတော့ဂျယ်လီယုံအကြီးပြောကြနေတဲ့ပုံနဲ့တောင်ဆင်တူနေပါလိဒီငါးအကြောင်းလေးလာဖို့ခက်ခဲပေမဲ့သိပ္ပံပညာရှင်တွေကနည်းနည်းတော့တီးကြပါလိရုပ်ဆိုးငါးကပင်လယ်ရေအောက်ရေအနက်ပေ4000မှာနေထိုင်ပြီးတော့ရေဖျားတန်ခံရတဲ့ငါးဖြစ်ပါလိရေအောက်ကျမ်းမြေမှာရုပ်ဆိုးငါးကပုံမှန်ငါးတစ်ကောင်ဖြစ်ပါလိဒါမှလည်းရေမျက်နှာပြင်ပေါ်တက်လာတဲ့အခါမှာတော့ရုတ်တရက်ဖိအားရောကျသွားတဲ့အတွက်ဒီလိုမျိုးဂျယ်လီတုံးပုံဖြစ်သွားခဲ့ရတာပါရုပ်ဆိုးငါးကသူ့ရဲ့ပုံမှန်တဘာဝမဟုတ်ရင်တော့မရှင်းတန်နိုင်ပါဘူးဒါကြောင့်လည်းရုပ်ဆိုးငါးအကြောင်းကိုလေ့လာဖို့ကခက်ခဲတာဖြစ်ပါလိနောက်ထပ်ဥပမာတွေဆိုရင်တော့နာရိုမြောက်နဲ့အန်ကိုလီဝါတူစီနွားတွေကိုပြလို့ရပါလိနာရိုမြောက်တွေကဘာကြောင့်နှာခေါင်းပြောင်းနေရတာလဲဒီနွားတွေကရောဘာကြောင့်ဂျိုကြီးတွေအရန်ကြီးနေရတာလဲဒီဂျိုကြီးတွေကလေးနေတာတေးကြပါလိဒါကြီးတွေကိုခေါင်းပေါ်တင်ပြီးတော့ဘယ်လိုများလမ်းလျှောက်နေကြတာလဲတကားလီမှာတော့တဘာဝတရားကြီးရဲ့ဖန်တီးမှုတွေကအံ့ဩစရာကောင်းပါလိနာရိုမြောက်တွေကတောင်ပေါ်ကတောထဲမှာနေကြပြီးတော့အရေးထံကိုမကြာခဏခံစားရပါလိဒီတော့နှာခေါင်းပေါ်မှာအေးခဲမသွားအောင်လို့တဘာဝတရားကြီးကနှာခေါင်းကိုဖျောက်ပေးထားလိုက်ကြတာပါအန်ကိုလီဝါတူစီနွားတွေကတော့အာဖရိကတိုက်မှာအများဆုံးနေထိုင်ကြပြီးတော့သူတို့ရဲ့ဥကြိုတွေကအပူထဲကြီးဖို့အသုံးဝင်ပါတယ်ဥကြိုထဲမှာသွေးလက်အဖွဲ့အစည်းတစ်ခုပါဝင်ပြီးတော့စီးဆင်းနေတဲ့သွေးတွေကိုလေစီးကြောင်းတွေကအေးခံပေးပါတယ်အေးသွားတဲ့သွေးတွေခနာကိုယ်ရဲ့ကိုရောက်သွားတဲ့အခါခနာကိုယ်အပူချိန်ကိုလျှော့ချပေးပါတယ်နောက်ထပ်ငမန်းပြူတစ်ကောင်ဆိုရင်သူ့ရဲ့သွားတွေကကြီးမားလို့ပါဇက်ထဲမှာတောင်မဆန့်တော့ပါဘူးဒီစည်းကွက်ကလည်းအရွယ်စားကြီးလာပေမဲ့သူ့ရဲ့နှုတ်သီးကတော့တေးသေးလေးကျင်းရင်နေခဲ့ပါလိဒါကြီးကတော့တရဝါရီရဲ့မျိုးရိုးဗီဇာထဲမှာကိုပြဋ္ဌာန်းထားပြီးသားဖြစ်ပါလိတချို့ပြောင်းလဲမှုတွေကတော့တက်ရောက်မှုကြီးမားပါလိမြည်တွေမှာဆိုရင်တဘာဝတရားကြီးကတလွဲဖြစ်ရပါလိမြည်တွေရဲ့ခြေသေးတွေကတွန့်လိန်ကောက်ပြီးတော့ပုံပြောင်းနေတာပါတခြားတရဝါရီလိုပဲမြည်ရဲ့ခြေသေးကလည်းရှည်လာရင်ညှက်ရပါလိတော်ရိုင်းတဘာဝမှာအကောင်လေးတွေကဒါကိုသူတို့ဘာသာလုံနိုင်ကြပါလိဟိုသွားဒီသွားရှောက်သွားရင်းနဲ့ခွာကိုခါချလိုက်ရုံပါပဲဒါပေမဲ့မြည်တွေမှာကပြဿနာဖြစ်နေပါလိသူတို့ရဲ့နေထိုင်ရာဒေသကကန္နာရဖြစ်ပြီးတော့မြေပြင်ကမာကျော6တွေ့ကြောက်ခဲထူပါလိတဘာဝတရားကြီးကမြည်ရဲ့ခြေထောက်တွေကပြောင်းလဲဖို့မလိုအပ်ဘူးလို့ယူဆလိုက်ပုံရပါလိမြည်ရဲ့ခွာကအစိုးလက်ကိုကောင်းကောင်းဆုပ်ယူပြီးတော့ဆက်လက်ကြီးထွားနေနေပြုတ်ထွက်မသွားတော့ပါဘူးဒီတဘာဝဖြစ်စဉ်ကအံ့ဩဖို့တော့ကောင်းပါလိကံမကောင်းစွာနေပဲဒါကပြဿနာကြီးတစ်ခုဖြစ်လာခဲ့ပါလိခွာကလမ်းလျှောက်ရင်ကြုံမသွားဘဲနဲ့မှုရီလဲဆွဲနေပါသေး9နှစ်လောက်သားမဖြတ်ပေးနဲ့ထားလိုက်ရင်တော့အိမ်မက်ဆိုးတစ်ခုပါပဲမြည်တွေကသာဘာသာရေးမှမရှိလဲရာသီဥတုမမျှတတဲ့ကျွန်းပေါ်မှာရှိနေရင်တော့သူတို့ရဲ့ခွာအကွေးကြီးတွေနဲ့လမ်းလျှောက်ကြနိုင်မှာမလားဒါမှမဟုတ်မြည်တွေလမ်းမလျှောက်ဖဲများနေကြတော့မှာလားမြည်တွေကမှလူသားတွေမပါဘဲနဲ့အသက်ရှင်နိုင်အောင်မယ်သူတွေကတော့ဒီလိုလွတ်ထားပေးလို့မရပါဘူးတဘာဝတရားကြီးကအရန်ကိုစန့်ကြပါလိသူတွေကအမွေးထူလွန်းသွားရင်တော့တည်တတ်ပါလိမလှုပ်ရှားနိုင်ဖြစ်ပြီးတော့အပူလွန်ကဲလာရင်လည်းလဲကျသွားတတ်ပါလိဒီလိုလဲကျရင်သူတွေတည်တတ်ပါလိအမြင့်မော်ကနေပြုတ်ကျလို့တော့မဟုတ်ပါဘူးတခါလေမှာရွာဘက်ကိုလမ်းလျှောက်ထွင်းရင်းနဲ့ပလက်လန်ရဲ့သူတွေကိုတွေ့ရတတ်ပါလိဒါကနေပူစားလှုပ်နေကြတာမဟုတ်ပါဘူးသူတွေကဒီလိုပုံစံမနေချင်ကြပါဘူးသူကပြဿနာတက်နေပြီးတော့အသက်ဆုံးရှုံးသွားရနိုင်ပါလိသူတွေလဲကြားရတာကအကြောင်းရင်းအမျိုးမျိုးရှိနိုင်ပါလိဝေများလို့အမွေးတွေရေးဆိုးနေလို့ဒါမှမဟုတ်ကိုဝင်ရှိနေတဲ့အမေမို့လို့အမျိုးမျိုးဖြစ်နိုင်ပါလိသူကရုတ်တရက်လှိမ့်လိုက်မိပြီးတော့ဟန်ချက်ပြက်သွားတွေကလဲကျသွားတာပါတကယ်လို့လဲကျသွားတဲ့သူကိုဘယ်သူမှမကယ်ဘူးဆိုရင်တော့သူကအသက်ရှူကျက်လာမှာပါအစိမ်တွေကမြက်ကိုအစာချေတဲ့အခါတန်းငွေထွက်လာပါလိတကယ်လို့သူကပက်လက်လန်းနေရင်တန်းငွေကအပြင်ကိုမထွက်နိုင်တော့ပါဘူးတန်းငွေကဆူဝေးလာတဲ့အခါမှာတော့အစုပ်ပေါ်မှာဖိအားတွေတိုးလာခဲ့ပါလိအဲ့တော့သူ့ကိုအသက်ရှူကျက်စေပါလိအများကြီးစားမိတဲ့အခါအသက်ရှူလို့တော့မရတဲ့ခံစားချက်မျိုးပါပဲသူတို့ကောင်ဒီလိုလဲကျနေတဲ့အခါဝင်ပလွေးကြီးကန်းနဲ့ကြက်တူရဲတို့လိုသားရဲရဲ့ရန်ကိုလဲကြောက်ရပါလိနယူးဇီလန်ကြက်တူရဲတွေကသိုးအသေးကိုစားကြတယ်လို့အရှင်ကိုလည်းအမဲလိုက်ကြတာပါပဲသူတို့ကတိတ်ပြီးတော့အစားချေးမများပါဘူးအစာရှားပါလာတဲ့အခါကြက်တူရဲကသိုးကိုလည်းစားရပါလိကြက်တူရဲရဲ့နှုတ်သီးနဲ့လက်သေးတွေကတန်မာကြတဲ့အတွက်ဘာမှထပ်ပြီးတော့တောင်ပြောင်းလဲဖို့မလိုအပ်ပါဘူးနောက်ထပ်တွေ့ရတဲ့ငှက်ကတော့ဗန်ပိုင်ယာစာကလေးဖြစ်ပါလိဒီစာကလေးတွေကဂါလာပိုကိုကျွန်းပေါ်မှာပဲနေထိုင်ကြပြီးတော့ကဘာဝကတခြားငှက်အသေးမျိုးစိတ်တွေနဲ့အတူတူပါပဲတကူပဲကွဲပြားသွားတာကကျွန်းပေါ်မှာစားစရာရှားပါတဲ့အတွက်စာကလေးတွေကသွေးတောက်လာကြတာပါစာကလေးတွေကသူတို့ရဲ့နှုတ်သီးနဲ့တခြားငှက်ရဲ့ခနာကိုယ်ကိုထိုးစိတ်ပြီးတော့သွေးဆုပ်ကြပါလိသိပ္ပံပညာရှင်တွေကတော့ဒီလိုလုပ်တာကစာကလေးတွေအတွက်အစာရတယ်လို့လက်ခံကောင်ပေါ်ကပိုးမွားတွေကိုလည်းရှင်းလင်းပေးရလို့ဆိုပါလိဒူဆန်းလုံးနဲ့တဘာဝတရားကြီးမှာနောက်ထပ်ထူးဆန်းတဲ့တရဝါတစ်ကောင်ကတော့ဗန်ပိုင်ယာသမင်ဖြစ်ပါလိသူရဲ့အဆွဲတွေကိုကြည့်လိုက်ပါဦးရေသမင်ကထူခြားတဲ့တရဝါဖြစ်ပါလိမျက်စားပြီးတော့ဥကြုံမပါပါဘူးသူမှာအဆွဲအရှိကြီးလည်းရှိပါတယ်အသားစားတရဝါရီတောင်အဲ့လိုအဆွဲမျိုးမရှိကြပါဘူးဒါမှလည်းရေသမင်မှာတော့အန်ရမပေးနိုင်တဲ့အဆွဲတွေရှိပါလိ
ဘာကြောင့်တမင်မှာအဆွဲတွေရှိနေရလေရေသမင်းရဲ့ဗန်ပိုင်ယာအဆွဲကအမကိုလူကြတဲ့တိုက်ပွဲတွေမှာအသုံးဝင်ပါလိကျန်တဲ့ချိန်ဒီမှာတော့ပါဇက်ထဲမှာပဲတင်ထားရတာဖြစ်ပါလိအစာစားရင်းနဲ့အပြင်ကိုထုတ်ကြရပါလိဒါကြောင့်တဘာဝတရားကြီးကထူးဆန်းတယ်လို့ပြောရတာဖြစ်ပါလိမိချောင်းလို့ပြောလိုက်ရင်တော့ဘယ်လိုပုံစံလဲဆိုတာလူတိုင်းသိပါလိကလေးတောင်မှမိချောင်းပုံကိုအလွယ်တကူရေးဆွဲနိုင်ပါလိဒါမဲ့ဒီမိချောင်းကတော့အတော်လေးကိုထူးဆန်းနေပါလိဂါဗီယယ်မိချောင်းရဲ့မျက်နှာကညှက်ရိုက်ထားသလိုပိန်သေးနေပြီးတော့နှုတ်သီးကပုံမှန်ထက်ပိုးရှည်နေပါလိဂါဗီယယ်မိချောင်းရဲ့နှုတ်သီးကပုံမှန်ထက်9ဆပိုးရှည်ပါလိဒီနှုတ်သီးရှည်ကအသုံးဝင်တဲ့အရာဖြစ်ပြီးတော့သွားတိတိလေးတွေရာချီပါဝင်နေပါလိဂါဗီယယ်မိချောင်းကြီးကမိချောင်းတစ်ကောင်အတွက်အလေးချိန်လဲနေတာမို့လို့လင်းလင်းမြန်မြန်လှုပ်ရှားနိုင်ပြီးတော့ငါးတွေကိုလည်းဖမ်းဆီးစားတောင်းနိုင်ပါလိနောက်ထပ်ထူးခြားတဲ့သတ္တဝါတစ်ကောင်ကတော့ငှက်ပတူဖြစ်ပါလိငှက်ပတူကကမ္ဘာအသေးဆုံးငှက်မျိုးဖြစ်ပါလိငှက်ပတူမျိုးစိတ်တွေကဓာငှက်ပတူကတော့ငှက်တွေအားလုံးထဲမှာထူးခြားနေပါလိငှက်က3.5အောင်စာပဲအလေးချိန်ရှိပေမဲ့သူ့ရဲ့နှုတ်သီးကတော့ဒုက္ခနာကိုရဲ့တဝက်မကရှိလို့နေပါလိတကားလေးမှာဒီထက်တောင်ပိုပြီးတော့ရှိပါလိဒီနှုတ်သီးရှည်ကြီးကငှက်ပတူကိုရိုးရန်ရှည်ပန်းနေစီကနေဝေးရီဆုပ်ဖို့ကူညီပေးပါလိတခြားငှက်တွေနဲ့ဝေးရီဆုပ်ဖို့ပြိုင်ဆိုင်စရာမလိုတဲ့ငှက်ပတူကဝင်းမောင်ကူးခြင်းအတွက်လည်းအရေးကြီးပါလိဒါမှလည်းဒီလောက်ရှည်တဲ့နှုတ်သီးကြီးရှိနေတာကတခါလေတော့မလွယ်ကူပါဘူးငှက်ပတူတွေကိုယ်တိုင်ကလည်းနှုတ်သီးကိုမကြိုက်ကြပါဘူးသူတို့ထိုင်နေကြပြီဆိုရင်ခေါင်းကိုက်ဆိုင်ကြမသွားအောင်လို့နှုတ်သီးကိုမြင်းမြင်းမြောက်ပြီးတော့ဟန်ချက်ထိန်းထားရပါတယ်မဟုတ်ရင်လည်းလေပင်ကခံနိုင်မှာမဟုတ်ပါဘူးငှက်ပတူကတခြားငှက်တွေလိုလဲနှုတ်သီးနဲ့အမွေးတွေကိုတန်ရှင်းမလုပ်နိုင်မင်းနဲ့ခြေထောက်နဲ့လှုပ်ရပါတယ်ပြန်ပြီးဆိုရင်လည်းအောက်ကိုပြုံးမကျစီဖို့နှုတ်သီးကိုဟန်ချက်ညီအောင်ထားရပါသည်အဲ့လိုရှင်တန်နိုင်ဖို့အတွက်ငှက်ပတူကတဘာဝတရားကြီးနဲ့လိုက်ဖက်အောင်လို့သူ့ကိုယ်သူပြောင်းလဲယူခဲ့ရပါတယ်